ပြိုင်ပွဲတွေမစခင်ကတည်းကဝေဖန်မှုတွေမြင့်တက်နေတဲ့ကလပ်ကမ္ဘာဖလားပြိုင်ပွဲအတွင်းအပူချိန်မြင့်တက်မှုဟာပြိုင်ပွဲဝင်ကစားသမားတွေနဲ့နီးပြတွေအတွက်အတော်လေးကိုပြဿနာတစ်ခုဖြစ်နေပြီးလေ့ကျင့်ရေးအစီအစဉ်တွေဖျက်ရတဲ့အဆင့်ထိရှိနေခဲ့တာပါ။အမေရိကန်ရဲ့ရာသီဥတုကတောင်အမေရိကကလပ်တွေအနေနဲ့အခက်အခဲမဟုတ်ပေမဲ့ဥရောပနဲ့အာရှတို့ကကလပ်အသင်းတွေအတွက်အဆင်မပြေဖြစ်ခဲ့ရတယ်လို့ပြိုင်ပွဲရဲ့ရလဒ်တွေကိုပါအပြောင်းလဲဖြစ်ပေါ်စေခဲ့တာပါ။အပူလိုင်းလုံးဖုံးလွှမ်းနေတဲ့အမေရိကန်အရှေ့ပိုင်းဟာပြိုင်ပွဲဝင်နီးပြနဲ့ကစားသမားတွေအတွက်ရာသီဥတုနဲ့လက်ရောညီထွေဖြစ်အောင်အဓိကအာရုံစိုက်နေရတယ်လို့လည်းသိရပါတယ်။ချက်စီအသင်းနီးပြအန်ဆိုမာရက်စကာကတော့အပူချိန်69ဒီဂရီဖာရင်ဟိုက်ရှိနေတာကြောင့်တနင်္လာနေ့ကလေ့ကျင့်ရေးအစီအစဉ်ကိုတောင်ဖျက်သိမ်းခဲ့ရတယ်လို့ပြောဆိုထားပြီးဒေါ်မွန်နီးပြနီကိုကိုဘတ်စ်ကလည်းရာသီဥတုကပြိုင်ပွဲရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးမှာပါ။ဒီပြိုင်ပွဲကိုအကောင်းဆုံးအသင်းကအဆုံးဖြတ်ပေးမှာမဟုတ်ပါဘူး။ရာသီဥတုအခြေအနေနဲ့လက်ရောညီထွေမှုရှိအောင်အကောင်းဆုံးလုပ်နိုင်တဲ့အသင်းကသာချန်ပီယံဖြစ်လာမှာပါလို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ကလပ်ကမ္ဘာဖလားပြိုင်ပွဲအတွင်းအပူချိန်မြင့်တက်မှုကြောင့်ဝေဖန်မှုတွေမြင့်တက်နေသလိုလာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာလည်းအခုလိုအပူချိန်မြင့်တက်မှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ဥရောပသတင်းတွေကသုံးသပ်နေကြပါတယ်။ FIFA ကလပ်ကမ္ဘာဖလားပြိုင်ပွဲတွေကိုဇွန်လ14ရက်နေ့ကနေအမေရိကန်နိုင်ငံမှာအင်ရှင်ဖြစ်စတင်ကျင်းပခဲ့ပြီးဒီနှစ်မှာအသင်းပေါင်း32သင်းနဲ့ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပါတယ်ခင်ဗျာ။